အားလုံးပဲမင်္ဂလာပါကျွန်တော်ခု Town Club ပါမြို့နယ်ခုနှစ်ရက်ကွက်တစ္ဆာလမ်းမကြီးဘက်မှာရောက်နေပါတယ်အဲဒီမှာကိုတွေနဲ့အမားတွေရှင်လာလဲတာပေါ့နော်အဲဒီမှာ insurance AI ရဲ့ insurance policy အကြောင်းလေးလာရှင်းပြတယ် Town Club ပါမြို့နယ်တစ္ဆာလမ်းမကြီးဘက်မှာပါအဲဒီအဲ့မှာပေါ့နော်အဲ့ဒီမှာငွေအိုးဆိုတဲ့မြန်မာသမင်းဆိုင်ရှိတယ်ရတာတော်တော်ရှိတယ်အဲ့မှာလာစားတဲ့လူတွေတအားများတယ်အဲ့ငွေအိုးဆိုတဲ့သမင်းဆိုင်ကတောင်းကလပ်မြို့နယ်တစ္ဆာလမ်းမကြီးနဲ့ရာဇသူရလမ်းတောက်မှာရှိတယ်ရာဇသူရလမ်းတောက်မှာရှိတယ်တောင်းကလပ်မြို့နယ်9ရက်ကွက်ပေါ့နော်တစ္ဆာလမ်းမကြီးနဲ့ရာဇသူရလမ်းတောက်မှာမြန်မာသမင်းဆိုင်ပါအကိုနဲ့အမနဲ့ဖွင့်ထားတာပေါ့နော်ငွေအိုးဆိုတဲ့ဆိုင်နော်နေကင်းနေလည်းလာစားလို့ရတယ်တင်တာလည်းလာစားလို့ရတယ်ပြင် parcel လည်းပါလို့ရတယ်ပေါ့နော် food delivery လည်းလုပ်ပေးတယ်နော် delivery လည်းလုပ်ပေးတယ်နော်food panda ကနေ delivery service ရှိပါတယ်နော်အဲ့ဒါလာအားပေးလိုက်ကြပါနော်တောင်းကလပ်ပါမြို့နယ်9ရက်ကွက်တစ္ဆာလမ်းမကြီးပေါ်လမ်းမကြီးနဲ့ရာဇသူရလမ်းတောက်မှာရှိပါတယ်ခင်ဗျာဒါကိုရီမော်တွေဖွင့်ထားတာပဲနော်အဲ့ကြုံတော့အဲ့ကဲဖြစ်မှာဘာကိုအောင်နဲ့တမကေခိုင်းနော်မင်းသမီးပန်ပင်ကီယာတူမပြေးတာဘာဟင်းနေရလားပြောပြလိုက်ပါမကေခိုင်းဖြစ်ဝတ်သားရဲ့ချက်သားရဲ့ဝတ်ချူဝတ်ဆက်ချက်သားချက်ပေါင်းချက်ဦးလို့ဝတ်ချူဝတ်စားချက်သားချက်ပေါင်းချက်ဦးလို့အမဲသားမဲသားရတယ်တဲ့နော်အဲ့ဒါရခုကတော့ပုံအဲ့နော်အဲ့ငွေအိုးထမင်းဆိုင်မြန်မာထမင်းဆိုင်အဲ့ဒါရတာရှိတယ်အဲ့ဒါလာအားပေးဖို့မမေ့ပါနဲ့ခင်ဗျာနော်တောင်းကလပ်ပါမြို့နယ်9ရက်ကွယ်တစ္ဆာလမ်းမကြီးနဲ့ရာဇသူရလမ်းတောက်မှာရှိပါတယ်နော်ကဲဒီမှာနှုတ်ဆက်လိုက်ပင်ကီနှုတ်ဆက်လိုက်လေမင်္ဂလာပါဘိုင်ဒီမှာလှမပါတော့ဘူးနော်လှလေးတွေမပါတော့ဘူးနော်ဒီမှာလာချီကိုပြမလားချီကိုအိမ်မှာပြပါလားဖွားဖွားဆန်းကိုပြဖို့တဲ့ဖွားဆန်းပြမှာကြောင်ညာပေးနေတာဖွားဆန်းကိုပြမှာတက်တာလို့ဟဲ့မိမိတက်တာလောက်လိုက်ဒီမှာတပတ်တိခိုင်းမှာကိုအောင်အပန်းရှင်းနေကိုအောင်လောက်လိုက်မင်္ဂလာပါလောက်လိုက်ပါဘောကဲပြည်တီလက်ပါမင်္ဂလာပါဘိုင်ဦးသွားတော့မယ်လေတက်တာဖွားဆန်းကိုပြမှာဖွားဆန်းကိုပြမှာလေမင်းသမီးရမင်းသမီးရတော့ပဲများတယ်လမင်းကကဲအားလုံးပဲဘိုင်နောက်မှတွေ့မယ်နော်ဘိုင်ကျေးဇူးတင်ပါတယ်